ငရင်လှုပ်ရှားမှုနဲ့ပတ်သက်ရင်မြန်မာနိုင်ငံဟာထင်ရှားတဲ့စကိုင်းပြက်ရွေ့ကြီးအပြင်အခြားသောပြက်ရွေ့ငယ်ပေါင်းများစွာလည်းတည်ရှိပြီးတော့အိန္ဒိယမြေထုချက်ကမြန်မာမြေထုချက်အောက်ကိုတိုးဝင်နေသည့်မြေထုချက်တိုးဝင်မှုဖြစ်စဉ်လည်းတည်ရှိနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်ငရင်လှုပ်ရှားမှုများတွေ့ကြုံခံစားရနိုင်ပါတယ်။ဒါအပြင်တက်ရှင်ပြက်ရွေ့ငယ်များသည်လည်းရွေရှားနေသောကြောင့်ငရင်ငယ်များဖြစ်ပေါ်နိုင်ပါတယ်။ငရင်လှုပ်ရှားမှုနဲ့ပတ်သက်လျင်တွေးကြောက်နေရန်မလိုပဲအကယ်၍ရင်ဆိုင်ကြုံတွေ့လာပါကဘလို့မျိုးတုတ်ပြန်ရမလဲဆိုတာတွေကိုသိရှိနားလည်ထားဖို့လိုအပ်ကြောင်းနဲ့သတိပြုသင့်တဲ့ငရင်အခြေအနေများနဲ့ပတ်သက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမြေငရင်ဌာနခွဲမှဒုတိယညွှန်ကြားရေးမှူးဒေါက်တာရှင်မျိုးမင်းထွေးကအခုလိုပဲရှင်းလင်းပြောကြားထားပါတယ်။ကျွန်တော်တို့ငလင်ကတော့တိတိကျကျခံမှန်းတွက်ချက်လို့မရဘူးဟိုတိုးတော်လည်းပဲပေါ့နော်ကျွန်တော်တို့ဒီရခင်ကဖြစ်ခဲ့တဲ့ငလင်ရဲ့ဖြစ်စဉ်တွေကိုပြန်လည်လေ့လာသုံးသပ်ပြီးတော့ဒီသူဒေသနာပြုမှုတွေရဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီစကိုင်းပြည့်ရွေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီ1930ပဲခူးငလင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီနှစ်ပေါင်း160အတွင်းတကြောပြန်လဲလှုပ်ရှားနိုင်နေဆိုတဲ့ဟာမျိုးကိုဟိုဒီသူဒေသနာပြုချက်အရတွေ့ရှိထားတာမျိုးဖြစ်တဲ့အတွက်ကြောင့်ယခုဆိုလို့ရှိရင်နှစ်ပေါင်း100လောက်ရှိလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပဲခူးငလင်နဲ့ပတ်သက်ပြီးသတိပြုတင်နေပဲခူးငလင်ဟာဆိုလို့ရှိရင်1930လှုပ်ရှားမှုတော့ကကျွန်တော်တို့ပဲခူးသာမကပဲနဲ့ရန်ကုန်လည်းတရားမှုရှိခဲ့ရမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဒီပဲခူးငလင်နဲ့ပတ်သက်လို့ရှိရင်ပဲခူးသာမကပဲရန်ကုန်ကလည်းသတိပြုတင်နေနောက်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့နောက်ဖက်ချမ်းမှာဆိုလို့ရှိရင်ဒီပေါ့နော်ရခိုင်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်ဒီ1960ကပေါ့ဆိုလို့ရှိရင်လည်းငလင်ကြီးလှုပ်ရှားခဲ့တာမျိုးရှိပြီးတော့အဲ့ဒီငလင်လှုပ်ရှားမှုကြောင့်ဆူနာမီလိုင်းတွေလည်းဖြစ်ပေါ်ခဲ့တယ်အခု1962ဆိုတဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်နှစ်ပေါင်း150ကျော်လောက်ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်လို့ဒါလည်းငလင်နဲ့ပတ်သက်ပြီးသတိပြုရန်လိုအပ်သလိုဒီရခိုင်ပြည်နယ်အတွက်ဆိုလို့ရှိရင်ဆူနာမီလိုင်းလည်းသတိပြုတင်တယ်ဆိုတဲ့အကြောင်း1912ကြောက်ချမ်းကျေးရွေးရှားမှုကြောင့်လှုပ်ရှားခဲ့တဲ့မြေမြုပ်ငလင်ဟာဆိုလို့ရှိရင်1912ကလှုပ်ရှားခဲ့တာဖြစ်ပြီးတော့1912ငလင်ကိုလည်းသတိပြုရန်လိုအပ်သလိုပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရှေ့ဘက်ခြမ်းမှာဆိုလို့ရှိရင်လည်းဒီရှမ်းပြည်နယ်ဘက်မှာဆိုလို့ရှိရင်ဒီတခြားပြည့်ရွေးလေးလည်းရှိတာမျိုးဖြစ်ပြီးတော့အခုဒီမတ်လ28ရက်နေ့ကလှုပ်ရှားခဲ့တဲ့မန္တလေးငလင်ကြီးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီရှမ်းပြည်နယ်ဘက်မှာငလင်ငယ်လေးလှုပ်ရှားတာမျိုးလည်းရှိတဲ့အတွက်ကြောင့်မလို့ဟိုဒီရှမ်းပြည်နယ်ဘက်ကလည်းသတိပြုတင်နေနောက်ဒီပင်လယ်ဝါပေါ့နော်ဒီရန်ကုန်မြို့နဲ့နီးတဲ့ပင်လယ်ဝါမှာဆိုလို့ရှိရင်လည်းငလင်လှုပ်ရှားမှုတွေရှိတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ငလင်ကတိတိကျကျကြိုတင်ခံမှန်းတွက်ချက်လို့မရဘူးငလင်လှုပ်ရှားမှုနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ဟိုဘယ်နေ့ဘယ်ချိန်မှာတော့ဘယ်နေရာမှာလှုပ်ရှားမယ်ဆိုတာမျိုးကိုတိတိကျကျခံမှန်းတွက်ချက်နိုင်တာမျိုးယနေ့ချင်းဒီကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိသေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါမျိုးနဲ့ပတ်သက်ပြီးတော့တစ်ခါတည်းမှာလူမှုကွန်ရက်စာမျက်နှာမှာရေးသားတာမျိုးရှိလို့ရှိရင်လည်းဒီလိုတွေနဲ့ချင်းချင်းပြီးယုံကြည်တဲ့နဲ့ငလင်ဆိုတာကတော့ဒီပြည့်ရွေ့တွေရွေးရှားမှုတွေရှိနေသေးတယ်ပေါ့နော်ငလင်လှုပ်ရှားမှုဆိုတာမျိုးကတော့တွေ့ကြုံရနိုင်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ငလင်လှုပ်ရှားမှုနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ဒီတွေးကြောင်နေဖို့ရမလို့ပဲနဲ့အကယ်၍ရင်ဆိုင်ကြုံတွေ့ရလို့ရှိရင်ဘယ်လိုမျိုးပေါ့နော်တုံ့ပြန်နိုင်လဲတုံ့ပြန်ရမလဲဆိုတဲ့ဟာမျိုးလေးကိုသိရှိနားလည်ထားဖို့ရန်လိုအပ်တယ်ဒါနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ငလင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြိုတင်ပြင်ဆင်မှုအနေနဲ့ဆောင်ရွက်ထားမယ်ဆိုပိုမိုကောင်းပါနဲ့အဲ့လိုကြိုတင်ပြင်ဆင်မှုအနေနဲ့ဆိုလို့ရှိရင်ဒီငလင်ကြိုတင်စက်တိုက်လေးချင်းဆောင်ရွက်မှုတွေကိုမကြာခဏဆောင်ရွက်ထားဖို့ရန်လိုအပ်တယ်လို့နောက်ကျွန်တော်တို့ငလင်ပြည့်နဲ့ပြမျိုးရေးဆွဲတာမျိုးတွေနောက်ငလင်ဆိုင်ရာအသိပညာညဝေတဲ့ဟောပြောပို့ချမှုတွေကိုလည်းမကြာခဏပေါ့နော်ပြုလုပ်တင်နေနောက်ကျွန်တော်တို့ဒီမိသားစုတွေမှာဆိုလို့ရှိရင်လည်းဒီငလင်နဲ့ပတ်သက်တဲ့ပေါ့နော်အစီအမံလေးတွေဆောင်ရွက်ထားပြီးတော့ကြွေငလင်လှုပ်ရှားမှုကိုကြုံတွေ့ရတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဆောင်ရွက်ရမလဲဆိုတဲ့ဟာမျိုးသိရှိထားခြင်းအပြင်ဒီလှုပ်ရှားမှုကိုကြုံတဲ့အခါမှာဆိုလို့ရှိရင်ဒီငလင်ကြောင့်ပေါ့နော်ပျက်စီးဆုံးရှုံးမှုတွေပြီးတော့ရောပါအောင်ဆောင်ရွက်နိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီငလင်လှုပ်ရှားမှုနဲ့ပတ်သက်လို့ရှိရင်တော့ဒီတွေးကြောင်နေဖို့ရမလို့ပဲနဲ့ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ရန်အတွက်ကိုကြိုတင်ပြင်ဆင်ထားခြင်းသာလျှင်အကောင်းဆုံးဖြစ်တဲ့အကြောင်းကိုပြည်သူတွေကိုငလင်အသိပညာနဲ့ပြတ်သက်ပြီးတော့မျှဝေပေးလိုပါတယ်ခင်ဗျဒီသတင်းကိုတော့သတင်းတောက်မတ်ခင်မိုးမိုးလွင်ကသတင်းပေးပို့ထားတာဖြစ်ပါတယ်ရှင်။